ကဲမြန်မာငွေတသိန်းစွန်းစွန်း300နဲ့ဒီလိုတက်ပလက်ပါကင်တစ်ဆက်ကိုကိုင်းဆောင်နိုင်ပါပြီဗျာနော်ကုမ္ပဏီတက်ရိုက်ပါမြန်မာနိုင်ငံမှာဘယ်နေရာမှမရတဲ့ဈေးနဲ့ပါဗျာနော်မြန်မာငွေတသိန်းစွန်းစွန်းလေးနဲ့ဒီလိုတက်ပလက်ပါကင်တစ်ဆက်ကိုကိုင်းဆောင်နိုင်ပါပြီစာအုပ်ပို့ဆိုအနဲ့ရောက်ဖွင့်ပိတ်ဖုန်းကပါမယ် 3D မှာမကွဲတခြားပါမယ်အာသွင်းချိုးလေးကလည်းတိုက်စီအာသွင်းချိုးလေးနဲ့လာပြီးတော့စာဝိပိုင်းဆိုင်ရာဆိုလဲအာမခံလေးကလည်းတင်းနေပါမယ်ဒီကောင်လေးဆို 3D မှာမကွဲလေးဗျာနော်ကဲဒီကောင်လေးတွေကမှမြန်မာငွေတသိန်းစွန်းစွန်းလေးနဲ့ပဲရပါမယ်မြန်မာနိုင်ငံတဝန်းရှာကြည့်လိုက်ဒီဈေးနဲ့ရတာဆိုလို့ကျွန်တော် OSC မှာပဲရှိပါတယ်ခင်ဗျာနော်ဒီလိုတက်ပလက်ပါကင်တစ်ဆက်ကိုမှနော်ကာဗာလေးတွေဆိုလဲလုံးဝမိုက်တယ်စာအုပ်ပို့ဆိုအနဲ့ရောက်ဖွင့်ဖုန်းကာဗာလေးနဲ့လာတာမို့ကလေးပဲသုံးမလားလူကြီးပဲသုံးမလားလုံးဝကိုမှအဆင်ပြေပါမယ် Facebook TikTok Viber Messenger YouTube Play Store စိတ်ကြိုက်သုံးလို့ရမယ်အပြင်စာပေပိုင်းဆိုင်ရာအာမခံတစ်နှစ်ဝယ်သွားလို့မှတပတ်အတွင်း error ပါတယ်ဆိုလဲချက်ချင်းအစ်စ်တုံနဲ့ပြန်ချိန်ပြီးတဲ့အစီအစဉ်လေးရှိပါတယ်ဗျာနော်မြန်မာငွေ3,300လေး300နဲ့ဒီလိုတက်ပလက်ပါကင်တစ်ဆက်ကိုကိုင်ဆောင်နိုင်ပါပြီဗျာနော်ကဲဒီကောင်လေးတွေဒီလိုလေးတိုက်ရမှာပေါ့နော်ကဲတိုက်ကြမှာဆိုလို့ကဲဒီကောင်လေးဆိုမြန်မာငွေ3,300လေးနဲ့တက်ပလက်ပါကင်တစ်ဆက်ကိုကိုင်ဆောင်နိုင်ပါပြီဗျာနော်ရန်ကုန်မန္တလေးနဲ့ပြောဆိုလဲအယောင်ငွေချရပါတယ်လိုချင်နေဆိုရင်ပေးထားတဲ့ဖုန်းနံပါတ်လေးကိုချက်ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ